အားလုံးပဲမင်္ဂလာပါတက်ကာရီယာမှာကြိုဆိုပါရစေကျွန်တော်တော့တက်ကာရီယာမှာကိုဆိုင်ဖြစ်ပါတယ်ပထမဆုံးလစာလေးစားရတဲ့နေ့ကခန်းစားချက်ကိုမမိကြသေးလားကို့လုံးနဲ့ကို့ training စာလေးနဲ့ပထမဆုံးပတ်စံရလာတဲ့အခါစိတ်ထဲမှာငါလိုချင်တဲ့အကုန်ဝယ်တော့မယ်တူငယ်ချင်းတွေကိုမုန်းလိုက်ခြင်းပဲဆိုပြီးတော်တော်လေးဝမ်းသာပီတိဖြစ်ဖို့ကောင်းပါတယ်ဒါပေမဲ့စိတ်မကောင်းတဲ့အမှန်တရားတစ်ခုကလူငယ်တွေတော်တော်များများဟာအလုံးစဝင်ပြီး2နှစ်3နှစ်ကြာလာတဲ့အထိလက်ထက်မှာစုမိဆောင်မိငွေတပြားမှမကြံပဲလစာထုတ်တယ်အကျွေးပြန်ဆက်တယ်လာကုန်ရင်ပတ်စံပြတ်တယ်ဆိုတဲ့တန်တရားဆက်ဝင်ကြီးတွေကရုံးမထွက်နိုင်ကြတာပါပဲအဝင်ကျန်လူတွေကနေအတုံးကျန်လို့အမြင်ဖြုံးလို့ဆိုပြီးအပြည့်တင်ကြနိုင်တယ်ဒါပေမဲ့တကယ်တော့မိတ်ဆွေကတတ်မဲ့အချိန်သုံးနေတာမဟုတ်ပါဘူးအလုံးဝင်ခါစားမှာဘယ်သူမှတည်တည်ချာချာမပေးခဲ့တဲ့ငွေကြေးစီမံမှုအမားကြီးကိုမတီးလို့လုံးဝကြလို့ပါအဲ့မှာပါလဲဆိုရင်ကဘာကျော် rich dad poor dad စာအုပ်ထဲကအတိုင်းပြောရရင်ပိုင်ဆိုင်မှုအဆက်လေးနဲ့ဝန်ထုတ်ဝန်ပိုးဖြစ်တဲ့ liability ကိုသေချာခွဲမမြင်တတ်ကြတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ဒီနှစ်ခုကိုအယိုးရှင်းဆုံးခွဲခြားပြီးမိတ်ဆွေရဲ့လစာကိုအဖက်တင်ရုံနဲ့မကပဲအနာဂတ်အတွက်ပါဝါများလာစေမယ်ဒီလဲချက်၃ချက်ကိုတကယ်ချင်းချပြသလိုပုတ်ပွင့်လေးပြောပြပေးကြပါမယ်ပထမဆုံးကကျွန်တော်အဲ့ထဲကိုငွေထည့်ပေးတာလားနှိုင်းထုတ်နေတာလားဆိုတာအရင်ကြည့်ပါ Rich Dad Poor Dad စာအုပ်ထဲမှာ Robert Kiyosaki ကအဆက်နဲ့ liability ကိုရှုပ်ထွေးမဟုတ်ပဲအရင်ရိုးရှင်းတဲ့ concept တစ်ခုနဲ့ရှင်းပြထားပါတယ်။အဲ့ဟာကအဆက်ပိုင်ဆိုင်မှုဆိုတာမိတ်ဆွေရဲ့အိတ်ထဲကိုငွေတွေပြန်ထည့်ပေးမယ့်အရာဥပမာအနေနဲ့ရွှေတွေစုဆောင်းတဲ့ငွေတွေအတူဒါမှမဟုတ်အမျက်ဝေစုရမယ့်ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပါတယ်။ liability ကတော့မိတ်ဆွေရဲ့အိတ်ထဲကငွေတွေကိုလစဉ်နိုင်ထုတ်ထားမယ့်အရာဥပမာအားဖြင့်လစာနဲ့မညီမျှတဲ့ဘုံအကောင့်စားတွေကိုအရေးကြစနစ်နဲ့ဝယ်တာမလိုအပ်ပဲဝင်ထားတဲ့ online subscription တွေစတာတွေပဲဖြစ်ပါတယ်အလုံးဝင်ခါကလူငယ်တွေအမားဆုံးအချက်ကပတ်စံလေးရှိလာတာနဲ့ဘုံအဖြစ်လဲမယ်ဒါဝယ်ဖို့အရေးကြသွင်းမယ်စားတဲ့ liability ကိုအရင်ပြေးဝယ်ကြပါတယ်ဝယ်ပြီးတာနဲ့အဲ့ပစ္စည်းတန်ဖိုးကချက်ချင်းကျသွားပြီးကိုယ့်အိတ်ထဲကပတ်စံကိုလစဉ်နိုင်ထုတ်ပါတော့တယ်အဲအကြောင်းအလုံးဝင်ခါစားပထမဆုံးတစ်နှစ်ဒါမှမဟုတ်2နှစ်မှာတန်ဖိုးကျမဲ့ပစ္စည်းတွေကိုအတင်းလိုက်ဝယ်ပါနဲ့အောင်ကိုယ့်အိတ်ထဲငွေပြန်ထည့်ပေးမယ်အဆက်အသေးစားလေးတွေကိုပဲအရင်ဆုံးစတင်ပြီးစုဆောင်းပါနံပါတ်2ချက်ကတော့သုံးပြီးမှစုတာမဟုတ်ပါဘူးစုပြီးမှသုံးရမှာပါလူအများစုကလစာရလာရင်အရင်သုံးလိုက်မယ်လာကုန်လို့ကြံမစုမယ်လို့တွေးတတ်ကြပါတယ်ဒါပေမဲ့သိစိတ်တတိထားမိလားလာကုန်ရင်ဘယ်တော့မှမကြံပါဘူးဘာလို့လဲဆိုတော့လူစိတ်ပညာအရာလက်ထက်မှာပတ်သက်ရှိသလောက်အလိုလိုသုံးပြပြီးတတ်ကြလို့ပါပဲပြီးတော့ဒီ rule လေးကိုကြောင်းကြည့်လိုက်ပါလစာဝင်တာနဲ့တစ်ဖက်လူကိုအကျွေးဆက်တယ်လို့မျိုးကိုယ့်ရဲ့အနာဂတ်အတွက်20%ဒါမှမဟုတ်20%ကိုမျက်စိမိတ်ပြီးဒီတဲ့အကောင့်တစ်ခုတည်းအရင်ဆုံးလဲပြလိုက်ပါကျန်တဲ့ပမာဏနဲ့လောက်အောင်တုံးပါကိုပေါင်ခတ်လိုက်တဲ့အခါမှာကျန်တဲ့ပတ်စံနဲ့လောက်အောင်တုံးတတ်တဲ့အချင်းကအလိုလိုဖြစ်လာပါလိမ့်မယ်တတိထားရမှာကအဲ့ဒီစုထားတဲ့ငွေကိုဒီပေါ်ညံပုံငွေအဖြစ်ဒီတက်ထားရမှာဖြစ်ပြီးမလိုအပ်ပဲလုံးဝတော့မထီဘူးပါပဲနံပါတ်3နဲ့အရေးကြီးဆုံးနဲ့နောက်ဆုံးအချက်ကတော့အကောင်းဆုံးအဆက်တနည်းအားဖြင့်အကောင်းဆုံးပိုင်ဆိုင်မှုကကိုယ်တိုင်ပဲဖြစ်ပါတယ်အလုံးဝင်ခါစားမှာယင်းနှီးညွှန်းနှံမှုလုပ်ဖို့အတွက်အင်ချင်မြေဝယ်ဖို့ပတ်စံအများကြီးမရှိသေးတာကတဘာဝကြပါတယ်အဲ့အချိန်မှာပတ်စံနည်းနည်းလေးနဲ့ညက်အများဆုံးပြန်ရနိုင်တဲ့အကောင်းဆုံးအဆက်တွေကတော့မိမိကိုယ်တိုင်ပါပဲမိမိရဲ့လက်ရှိဝင်ငွေကိုနာဆတောင်းစားဖြစ်လာအောင်လုပ်နိုင်ပေးမယ်အရာကဘာလဲဆိုရင်ကိုယ့်ရဲ့အရေးချင်းတနည်းအားဖြင့် skill ပါလက်ထဲကနေရတဲ့ပတ်စံအနှဲငယ်ကိုကိုအလုပ်ခွင်မှာယာထူးတက်စင်မဲ့တင်တန်းတွေဒါမှမဟုတ်စာအုပ်တွေဝယ်ဖတ်တာပြီးရင် site income ရှာလို့ရမယ့် skill အသစ်တွေကိုလေ့လာတဲ့နေရာမှာအရင်ဆုံးဒီနည်းမျိုးနဲ့ပါကိုယ့်ရဲ့ identity ကောင်းလာရင်ဝင်ငွေကအလိုလိုလိုက်လာပါလိမ့်မယ်မိတ်ဆွေကလစာနဲတာများတာအဓိကမဟုတ်ပါဘူးရလာတဲ့ငွေကိုဘယ်လိုစီမံခန့်ခွဲလဲဆိုတဲ့အလေးထားပါပဲနောက်9နှစ်10နှစ်မှာမိတ်ဆွေကိုတခြားလူတွေထက်ရက်အသက်သာလို့တော့ဆုံးဖြတ်ပေးတော့မှာပါအခုကလေးက smart ချနဲ့စတင်လိုက်ပါနော်မိတ်ဆွေတို့ရောအလုံးစောက်ဝင်တော့ကပထမဆုံးလစာကိုဘာတွေဝယ်ပြီးဘာတွေတုံးပြမိကြလဲကိုယ့်ရဲ့ပထမဆုံးငွေချင်းအမားကပါလဲဆိုတာအောက် comment မှာ bring in ဝင်ရောက်ဆွေးနွေးတောင်းလို့ရပါတယ်တခြားလူတွေအတွက်လည်းသင်ခန်းစာယူလို့ရတာပေါ့ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိတယ်ဆိုရင်နောက်ထပ်လည်းလူငယ်တွေအတွက်ဒါရီယာနဲ့ငွေချင်းဆိုင်ရာ idea ကောင်းတွေမျိုးလုပ်သွားရအောင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ကြအားလုံးပဲ smart ချနဲ့ကြိုးဝချမ်းသာကြပါစေဗျာနောက်ဗီဒီယိုမှာကျွန်တော်တို့ပြန်ပြီးတွေ့ဆုံကြပါမယ်